လုပ်ငန်းဒါမှမဟုတ်ကိုယ့်ရဲ့ group အဖွဲ့အစည်းကိုယ့်ရဲ့မိသားစုထဲမှာကိုက leader တယောက်ကိုခေါင်းဆောင်ရတဲ့သူဆိုရင်အဲ့ဒီလုပ်ငန်းတွေရဲ့ဦးစီးရတဲ့အရာမှာအရာတိုင်းကိုလိုက်ပြီးတော့ဆုံးဖြတ်နိုင်တဲ့အရာဒီကိုတယောက်တည်းမပြီးပါဘူးအရာတိုင်းကိုကလိုက်ပြီးတော့ဆုံးဖြတ်နေမယ်ဆိုရင်ဟာခွက်တွေရှိမယ်ဖြစ်ရတွေရှိမယ်ကို့မှာ right hand person ဆိုတဲ့လူယုံဒါမှမဟုတ်ကိုအကြံပေးတဲ့သူတယောက်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအကြံပေးတဲ့သူ right hand person ကကိုယ့်ရဲ့လိုနေတဲ့အရာတွေဟာခွက်တွေကိုလိုက်ဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကိုယ့်ရဲ့မိသားစုထဲမှာကိုယ့်ရဲ့လုပ်ငန်းခွင်မှာကိုယ့်ရဲ့တီးထဲမှာဒီလူဟာအရေးပါတဲ့သူဒီလူဟာကိုယ့်ကိုအကျိုးပြုတဲ့သူဒီလူဟာကိုယ့်အတွက် group ဖြစ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုကျေပြန့်ဖို့ရအကျိုးပြုနိုင်စေတာဖြစ်တဲ့အတွက်လုပ်ငန်းတစ်ခုအဖွဲ့အစည်းတစ်ခုမှာ right hand person ဆိုတဲ့လူယုံဒါမှမဟုတ်ကိုယ့်ရဲ့အကြံပေးဆိုတာလိုအပ်ပါတယ်လို့